စာလောင်မှုတိတ်မှုနဲ့ပင်ပန်းနွမ်းနယ်မှုတွေကြားမှာရှန်နော်နော်လေးဟာဘဝကိုခက်ခဲစွာဖြတ်တန်းနေရရှာပါတယ်။အိုးရှင်းလိုက်တာနော်နော်ပိုင်းရန်စာနေပြီလို့ညီတွားနေစင်မှာပဲရက်ဆက်လာတဲ့ဆွေမျိုးတွေရဲ့အော်ဟစ်တန်ကထွက်ပေါ်လာပါတယ်။ရှန်နော်နော်မင်းပြီးဘယ်မှာသွားပုံးနေတာလဲအခုချက်ချင်းထွက်ပြီးအလုတ်လုတ်ဆန်းတဲ့နော်နော်လေးဟာသူမရဲ့တူဦးလေးသောအားကိုးရဖြစ်တဲ့မေမေပေးခဲ့တဲ့ဂတိစကားကိုပဲအမြဲတမ်းပြန်လဲတန်းတနေမိပါတယ်မေမေပြောတဲ့ဖေဖေကနော်နော်ကိုဘယ်တော့လာကြုံမှလဲဟင်ဆိုတဲ့မိကုန်းကသူမရဲ့ရင်ထဲမှာအမြဲရှိနေခဲ့တာပါအဲ့ဒီအချိန်မှာပဲအိမ်ရှိကူမြင်းခွာတန်တွေနဲ့အတူခန့်ညားလာတဲ့လူတစုရောက်ရှိလာပါတယ်မြင်းတွေအများကြီးပဲလို့နော်နော်လေးအံ့ဩနေစင်မှာပဲအရာရှိဝတ်စုံတဲ့လူကြီးတဦးကခွင့်ပြုပါအောင်ဒီနေရာကရှန်ရော့ရန်ရဲ့မိဘအိမ်လားခင်ဗျာလို့မေးမြန်းလိုက်ပါတယ်အရာရှိတွေကိုမြင်တာနဲ့ကြောက်လန့်တကြားဖြစ်သွားတဲ့ဆွေမျိုးတွေကတော့နော်နော်လေးရဲ့မေမေကိုချက်ချင်းပဲအပုတ်ချပါတော့တယ်အရာရှိမင်းတို့ရှန်ရော့ရန်ကတခုခုပြစ်မှုကျူးလွန်မိလို့လားဟင်သူကကျမတို့နဲ့အမျိုးတော်တယ်ဆိုပေမဲ့အိမ်ခွဲနေတာကြားလာပြီးသူလုပ်တဲ့ကိစ္စတွေကကျမတို့နဲ့ဘာမှမသက်ဆိုင်ပါဘူးလို့ဆိုကအပြစ်လွတ်အောင်ယုံကြပါတယ်ဒါကိုကြားတဲ့နော်နော်လေးကလိန်ပြောတာလူဆိုးတွေလို့ဒေါသတကြီးပြန်អော်လိုက်ပါတယ်ရက်ဆက်လာတဲ့ဆွေမျိုးမကြီးကနော်နော်လေးကိုရိုက်ဖို့လက်ရွယ်လိုက်တဲ့အချိန်မှာပဲအရာရှိမင်းကရိုင်းဆိုင်လိုက်တာလို့ဟိန်းဟောက်လိုက်ပြီးတားဆီးလိုက်ပါတယ်ဆွေမျိုးတွေအားလုံးအကြောက်လွန်ပြီးအားလို့အော်ဟစ်ကဝစ်စထွားကုန်ကြပါတယ်နော်နော်လေးကတော့သူမကိုကာကွယ်ပေးတဲ့အရာရှိကြီးကိုကြည့်ပြီးဝါအရန်ခတ်တာပဲဟာလို့ဆိုကသဘောကျနေရှာပါတယ်အရာရှိကြီးဟာနော်နော်လေးရဲ့မျက်နှာကိုတေချာစိုက်ကြည့်ရင်ရင်ထဲမှာထိတ်လန့်သွားပါတယ်ဒီကလေးရဲ့မျက်လုံးမျက်ဖန်တွေကအခုလက်ရှိဘရင်မင်းမျက်နဲ့တပုံစံနဲ့ပဲလို့သူကသတိထားမိလိုက်တာပါဒါဟာတာမန်ကလေးတယောက်မဟုတ်ပဲတော်ဝင်သွေးမင်းသားလေးတို့မဟုတ်မင်းသမီးလေးဖြစ်နေတယ်ဆိုတာသူသိလိုက်ပါပြီနော်နော်လေးကမျောလင်းချက်ပြည့်နဲ့ရှင်ကနော်နော်ရဲ့ဖေဖေလားဟင်လို့မေးလိုက်ပါတယ်ဆွေမျိုးတွေကနော်နော်ဒူးထောက်ဆန်းဘလို့စကားပြောနေတာလဲလို့မောင်ငန်းပေမဲ့အရာရှိကြီးကတော့နူးညံ့စွာပြုံးလိုက်ပြီးငါကမင်းရဲ့ဖေဖေမဟုတ်ပါဘူးဒါပေမဲ့ငါကမင်းရဲ့ဖေဖေစီကနေမင်းကိုလာကြုံဖို့လွတ်လိုက်တဲ့သူပါနော်နော်လေးရဲ့မိခင်ရှန်ရောရန်ပြောပြခဲ့မှုတဲ့ဖေဖေဆိုတာတကယ်ကြီးဖြစ်နေတဲ့အတွက်ဆွေမျိုးတွေအားလုံးဆုံးသွားကြပါတယ်နော်နော်လေးကတော့မျောလင်းချက်အပြည့်နဲ့ဒါဆိုရင်ဖေဖေစီကိုဘယ်တော့သွားမှလဲဟင်လို့မေးလိုက်တဲ့အခါအရာရှိကြီးကအခုချက်ချင်းသွားမယ်လို့ပြက်ပြက်တသားမိတ်ပေးလိုက်ပါတယ်နော်နော်လေးဟာခီးမထွက်ခင်သူမရဲ့တူဦးလေးတော့အဖော်ဖြစ်တဲ့မေမေရဲ့ဝိညာဉ်စားတဲ့အုပ်ခဲလေးကိုတေချာပွေ့ချလိုက်ပါတယ်အရာရှိကြီးကတော့နော်နော်လေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေပေမဲ့ရက်ဆက်တဲ့ဆွေမျိုးတွေကိုကြည့်လိုက်တဲ့အခါမှာတော့မျက်လုံးတွေကအေးဆက်သွားပါတယ်လက်ရှိမင်းသမီးလေးကိုကိုထိလက်ရောက်စော်ကားနှိမ်ချခဲ့တာဘယ်လောက်ကြီးလေးတဲ့ပြစ်မှုလဲဆိုတာသိရလားအရာရှိကြီးရဲ့ဟိန်းဟောက်တန်ကြောင်ဆွေမျိုးတွေဟာမင်းသမီးလေးလားလို့ဆိုကတုံရင်နဲ့ဝက်စတွားကုန်ကြပါတယ်အစကတည်းကငါတို့ကောင်းကောင်းဆက်ဆံခဲ့ရင်ကောင်းသားဆိုတဲ့နောင်တတွေရနေကြပေမဲ့နောက်ကျသွားပါပြီသူတို့ဟာအပြစ်လွတ်အောင်ကျမတို့မရိုက်ပါဘူးမဆဲပါဘူးအထင်လွဲတာပါလို့လိန်ညာဖို့စူးစမ်းကြပါသေးတယ်ဒါပေမဲ့အရာရှိကြီးကငါ့ကိုမျက်စိကန်းနေတယ်ထင်နေလားခုနကသာငါဝင်မတားရင်အဲ့ဒီပါရိုက်ချက်ကထိသွားမှာလို့ဆိုကသူတို့ရဲ့မျက်နှာဖုံးကိုခွာချလိုက်ပါတယ်ဒီအချိန်မှာအရာရှိကြီးကနော်နော်လေးကိုမင်းသူတို့ကိုကလဲစားမချေချင်ဘူးလားလို့မေးလိုက်ပါတယ်ကလေးပီပီနူးညံ့တဲ့နှလုံးသားရှိတဲ့နော်နော်လေးကသူတို့ကနော်နော်ကိုပိုက်ဆာအောင်ထားပြီးရိုက်နှက်ခဲ့ကြပေမဲ့သူတို့ကမေမေရဲ့ဆွေမျိုးတွေလေလို့ဆိုကအသက်ချမ်းသာပေးဖို့စဉ်းစားပါတယ်ဒါပေမဲ့သူမခံခဲ့ရတဲ့ဒုက္ခကိုတော့သိစေချင်တာကြောင့်ဦးသူတို့ကိုတရက်လောက်ထမင်းမကျွေးပဲထားလိုက်ပါလားပိုက်ဆာရင်အရန်နေလို့မကောင်းဘူးလေဟင်းလို့အပြစ်ကင်းစင်စွာအကြံပေးလိုက်ပါတယ်အရာရှိကြီးကနော်နော်လေးရဲ့စိတ်ထားကိုသဘောကျသွားပြီးကောင်းပြီဒါဆိုရင်သူတို့ကို3ရက်တိတိထမင်းငတ်အောင်ထားလိုက်မယ်လို့ပို့ပြီးပြင်းထန်တဲ့ပြစ်ဒဏ်ကိုချမှတ်လိုက်ပါတော့တယ်နော်နော်လေးကိုအစင်းမြင့်ဝတ်စုံတွေလဲလှယ်ပေးလိုက်တဲ့ခါမှာတော့သူမရဲ့အလှတရားကပို့ပြီးထင်ရှားလာပါတယ်အရာရှိကြီးဟာမင်းသမီးလေးရဲ့တင်းငယ်လာတဲ့လက်မောင်းလေးတွေကိုကြည့်ပြီးအသက်3နှစ်ပဲရှိသေးတယ်ဝတ်ထားတဲ့အင်ဂျီကဖာရာတေးတွေနဲ့လက်မောင်းလေးတွေကလည်းကြာရိုးလေးလိုတေးသွင်းနေတာပဲအရာရှိကြီးချန်အန်းဟာမင်းသမီးလေးရဲ့တနာဆောက်ဖွယ်ပုံစံလေးကိုကြည့်ပြီးကျင်နာစွာနဲ့မေးလိုက်ပါတယ်မင်းသမီးလေးဘိုက်စာလားဟင်တဲ့နော်နော်လေးကအာနာနာနဲ့ကင်းနော်နော်နည်းနည်းလေးဘိုက်စာတယ်စားလို့ရလားဟင်လို့ပြန်မေးရှာပါတယ်အရာရှိကြီးကသူမအတွက်တေချာပြင်ဆင်ထားတဲ့ဝမ်တုံပူနွေးနွေးလေးကိုချပေးလိုက်တဲ့အခါကောင်းတယ်အရန်စားလို့ကောင်းတာပဲလို့ဆိုကအငတ်မရစားနေတဲ့နော်နော်လေးရဲ့ပပင်ပေါ်မှာမျက်ရည်တွေစီးကြလာပါတော့တယ်အရာရှိကြီးကမင်းသမီးလေးပါလို့ငိုနေတာလဲဟင်ပူသွားလို့လားလို့စိုးရင်တကြီးမေးတဲ့အခါမဟုတ်ပါဘူးနော်နော်ကအရန်စားကောင်းလို့ပါဟိုမုံမဲကြီးတွေထက်အစတရာမကပိုစားကောင်းတယ်လို့နော်နော်လေးကရှိုက်ကြီးတင်ရင်ဖြေပါတယ်သူမဟာဝမ်တုံချက်ပေးတဲ့အစီခံမမောက်ဘူးတောင်မမကတကယ်ကိုလူကောင်းမဲလို့ဆိုကကျေးဇူးတင်နေရှာပါတယ်ဖြည်းဖြည်းစားပါမင်းသမီးလေးနောက်ဆိုရင်နေ့တိုင်းအဝါစားလို့ရအောင်စီစဉ်ပေးပါမယ်လို့ချန်အန်းကဂတိပေးလိုက်တဲ့အခါနော်နော်လေးရဲ့မျက်နှာမှာမျောလင်းချက်တွေဝေစာသွားပါတယ်နော်နော်ကယဉ်ကျေးမှုမရှိတာမဟုတ်ဘူးနော်ဘိုက်ကသူ့အလိုလိုစားနေတာပါလို့ဆိုကသူမရဲ့ချစ်စရာကောင်းတဲ့ကလေးစရိုက်လေးကိုပြသလိုက်ပါသေးတယ်အစီခံတွေကမင်းသမီးလေးရဲ့ခေါင်းလေးကိုတေချာဖြစ်တင်ပေးနေစင်မှာချန်အန်းကတော့နော်နော်လေးရဲ့မျက်နှာကိုကြည့်ပြီးအံ့ဩလို့မဆုံးပါဘူးဒီကလေးကဘရင်မင်းမြတ်ငယ်စဉ်ကပုံတူပချီကားနဲ့တပုံစံနဲ့ပဲနန်းတော်ရဲ့ပြန်ခေါ်သွားရင်ဘယ်အမက်ကမှမင်းသမီးမဟုတ်ဘူးလို့တန်ရောစင်ဝင်ရဲမှာမဟုတ်ဘူးလို့သူကတွေးနေမိပါတယ်ချင်းဟဲစိတ်ကန်းရောက်ဖို့ဘယ်လောက်လိုသေးလဲလို့ချန်အန်းကမေးလိုက်တဲ့အခါနောက်15မိနစ်2ခွန်းဆိုရင်ရောက်ပါပြီလို့ပြန်ဖြေပါတယ်ချန်အန်းကစိတ်ကန်းမှာခဏနာပြီး